နှစ်လဲကုန်ခါနေပြီဆိုတော့တော်တော်များများမှာတချို့ vision book ကိုတည်ရလူတွေက vision book တွေလုပ်နေကြရရှိတယ်အဲ့တော့ဒီနေ့တူတူလေဒီနှစ်မှာ2026အတွက် vision book လေးလုပ်ကြရအောင်လုပ်တယ်ဆိုတဲ့နေရာမှာဒါလင်းကအရင်တုန်းကလည်း2025တုန်းကလည်း vision book လုပ်နည်းကိုအစအဆုံး demonstration လေးလုပ်ပြထားတဲ့ vlog လေးရှိရပေါ့နော်အဲ့တော့လင်းကအဲ့ vlog လေးကို reference ပြန်ပြီးမှဖြစ်ပါတယ်အဲ့ reference ပြန်မပြီးခင်မှာvision book ဆိုတာဘာလဲဆိုတော့မသိသေးတဲ့လူတွေရှိတယ်ဒါလေးကိုနည်းနည်းလေးရှင်းပြမယ်ပေါ့နော် vision book ဆိုတာကနင်တို့2026မှာဖြစ်ချင်တဲ့စန္ဒတွေကို goal တွေကိုသတ်မှတ်ထားမျိုးဖြစ်တယ်လူမှုရေးစီးပွားရေးပညာရေးပြီးတော့ကိုယ့်ရဲ့ mental ဘိုင်းဆိုင်ရာကိုယ့်ရဲ့တခြားသော communication ဘိုင်းဆိုင်ရာစသဖြင့်ကိုယ့်ရဲ့စန္ဒတစ်ခုချင်းစီကိုသတ်မှတ်ထားတဲ့goal တွေဖြစ်တယ်ပေါ့နော်တူတယောက်ချင်းစီရဲ့ goal တွေဖြစ်တယ်အဲ့ဒီ goal တွေကိုကိုကဘယ်လိုလေးလုပ်ရလဲဆိုလို့ရှိရင် Pinterest မှာတွေ့ရပုံလေးတွေထဲမှာကို admire ဖြစ်ရတဲ့ကိုယ့်ရဲ့စိတ်ကို motivate ဖြစ်သွားစေတဲ့ပုံလေးတွေကိုစေ့ပြီးတော့အဲ့ပုံလေးတွေကို collect လုပ်ပြီးတော့ကိုယ့်ရဲ့ဒီ2026 vision book အနေနဲ့ကိုယ့်ရဲ့ phone wallpaper ထားမဟုတ်ခဲ့လို့ရှိရင် album လေးထုတ်ပြီးတော့ထားမျိုးဖြစ်ပါတယ်အဲ့လိုလုပ်ခြင်းအပြင်ဘာကိုပို့ပြီးတော့အထောက်အကူပြုလဲဆိုလို့ရှိရင်ဒီတော့တခါတလေကြာရင်2026နှစ်ကူးသွားပြီးတော့နောက်တစ်ရက်နှစ်ရက်လောက်လေးနေလို့လမ်းပြောက်တတ်တယ်လင်းတို့ပြီး normal time ပြန်ဖြစ်သွားတတ်တယ်နှစ်တွေလည်းအများကြီးကူးလာပြီးသားဆိုတော့တည်ပြီးသားဖြစ်မှာပါအဲ့တော့စိတ်တွေလျှော့သွားတတ်တယ်ပြီးလို့ရှိရင်ဘာမှကိုလိုချင်တဲ့ကိုတွေမပြီးခဲ့ရတွေဘာညာတွေဖြစ်ကောင်းဖြစ်တတ်တယ်အဲ့တော့လင်းတို့သွားတဲ့ဒီ life time တွေရဲ့လမ်းကြောင်းတွေတစ်နှစ်ကူးသွားတဲ့အချိန်မှာ meaningful ဖြစ်ကုံဆုံးခဲ့ဖို့ရယ်ပြီးတော့ကိုတကယ်သွားချင်တဲ့လမ်းကြောင်းကိုတိကျသွားနိုင်ဖို့တတ်မှတ်တာဖြစ်ပါတယ်လင်းတို့ဒီခေတ်မှာဆိုပို့ဆိုရယ်သူများကဟိုဟာလုံးလို့အောင်မြင်သူများလှုပ်ချင်တယ်ကိုများဒီဟာလုံးလို့အောင်မြင်ဒီဟာလှုပ်ချင်တယ်ကိုရဲ့စန္ဒအမှန်ကဘာလဲကိုတကယ်လို့ချင်တာဘာလဲတိကျမသိဘူးခွာfor example ပေါ့နော်လင်းတို့ money သိန်း3 billion နဲ့လိုချင်တယ်ဆိုပါစို့လူကျင်တဲ့လူလည်းမရှိကြပါဘူးဘာဖြစ်လို့လူကျင်တာလဲဆိုတော့အဲ့ money က safety ဆိုတဲ့ခံစားချက်ပေးရပါဆိုပတ်စံရှိလို့ရှိရင်ဘယ်ကိစ္စမဆိုလုံနိုင်တယ်ဘယ်ဟာမဆိုလုံနိုင်တယ်ဆိုရဲဒီ safety ဆိုတဲ့ energy ကိုပေးရအောင်ဟိုဆိုရင်ပူပန်မှုမရှိပဲ freedom ဆိုတဲ့ energy ပေးရအဲ့ဒါကြောင့်မို့လို့အဲ့ energy ကိုလိုချင်ကြလို့ဖြစ်တယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ခါတလေကြာရင်ကိုယ့်စီမှာ safety ရှိရယ် freedom ဆိုရဲခံစားချက်ရှိနေလို့ရှိရင်တခါကျရင်သိန်းထောင်နဲ့တောင်းနဲ့လိုချင်တာမျိုးမဟုတ်တာလည်းရှိနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လင်းတို့ကတိတိကျကျ goal လေးတွေကိုသတ်မှတ်လိုက်တာကတော့အကောင်းဆုံးဖြစ်တယ်အဲ့ goal လေးတွေကိုသတ်မှတ်ပြီးရင်လည်းလင်းတို့ကပုံထဲမှာပဲထားမှာမဟုတ်ဘဲနဲ့အဲ့ goal ကိုသွားနိုင်တဲ့လမ်းကြောင်းကိုကိုယ်တိုင်ကနေ့စဉ်နေ့တိုင်းမှာ action plan နဲ့လှုပ်ဆောင်ရမှာဖြစ်ပါတယ် for example ပေါ့နော်ထားပါတော့လင်းအရင်တော့ဆိုလို့ရှိရင်ဒါလင်း influencer နဲ့ဆိုင်တဲ့ career တခုမှလုပ်နေရဒါပေမဲ့လင်းရင်တော့ဖြစ်ချင်တာ influencer ဟိုအရင်ကတည်းကဒါပေမဲ့အဲ့လမ်းကြောင်းပေါ်လင်းမသွားဒါပေမဲ့2025လောက်မှလင်းဒီအဲ့လမ်းကြောင်းပေါ်သွားတာဆိုတော့လင်းတကယ် action plan နဲ့လုပ်တော့မှပဲအဲ့ဒီလမ်းကြောင်းပေါ်ရောက်မှဖြစ်တယ်အဲ့တော့ဒါ for example အနေနဲ့ပြောလိုက်တာပေါ့နော်အဲ့တော့ကို့အနေနဲ့ကကိုတကယ်သွားချင်တဲ့လမ်းကြောင်းကိုကိုယ်တိုင်ကဘယ်လိုသွားလို့ရမလဲဆိုတော့ way နဲ့ရှာနိုင်အောင်အတွက်အရင်ဆုံးအနေနဲ့အဲ့ဒီ goal တွေကိုလမ်းပြကျဲအနေနဲ့ထားဖို့အတွက် vision book လေးနဲ့လုပ်ထားဖြစ်ပါတယ်ဒါကြောင့်စိတ်ပြတ်အာရုံသွားရင်ဒီမှာဆိုရှင်လမ်းမချော်သွားပဲနဲ့ငါမှဒီ goal လေးရှိရဒါလေးရှိရအသက်ရှင်နေရအောင်ကျေးဇူးတင်ပြီးတော့နောက်ရက်မှာအားတင်းပြီးဖြန့်ထားနိုင်ဖို့အတွက်ဒီ vision book လေးတွေကိုလုပ်ကြဖြစ်ပါတယ်အဲ့တော့ဒီလောက်ဆိုလို့ရှိရင် vision book ကဘာလဲဆိုတာနားလည်ပြီးဆိုတော့နင်းဒီနှစ်ကတော့ vision book အစအဆုံးမလုပ်ပြတော့ပဲနဲ့2025တုန်းကလင်းအစအဆုံးစဉ်းစားနည်းလေးတွေ vision book ကလေးပြောထားရှိရဲ့အဲ့2025တုန်းကYouTube link လေးကိုလင်းပြန်ပြီးတော့ဒါဒီ post မှာပဲပေါ့နော်ပြန်ပြီး link လေးတွေ့ပေးပါမယ်အဲ့မှာ like ကြည့်ပြီးတော့လုပ်ကြည့်ပေါ့နော်လုပ်ကြည့်နေရင်လည်းအချိန်ကုန်လို့ကုန်မှန်းမသိပဲနဲ့ဟိုဘယ်လိုပြောမလဲ meaningful ဖြစ်လေးနဲ့ဒီအချိန်လေးကကုန်ဆုံးသွားမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ clear vision လေးခြားလေးသိလာမှာဖြစ်ပါတယ်အဲ့တော့ vision book လုပ်ဖို့အတွက် ready ဖြစ်ပြီလား ready ဖြစ်ပြီဆိုလို့ရှိရင်လင်းမနစ်က2025 vision book လုပ်နည်းလေး share ထားတဲ့ YouTube လေးကိုတာကြည့်ဖို့လင်းအောင် recommend လေးပေးလိုက်ချင်ပါတယ်2026တခုလုံးမှာ vision book ရဲ့ဆန္ဒတွေအကုန်လုံးပြည့်ပါစေလို့လင်းအောင်ဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်အဲ့လင်းရဲ့ဒီ blog လေးကိုဆုံးထိနားထောင်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စီစဉ်တဲ့ video တွေ podcast လေးမှာပြန်လည်ပြီးတော့ဆုံတွေ့ပါအောင်မယ်နော် thank you I love you all ပါ